ဒီကိုကပြောထားပါတော့မုတ်ချိုကြီးကအလုံးမလုံးတော့ဘူးပေါ့နော် pancreas အလုံးမလုံးဘူးပေါ့ပြီးသွားလို့ရှိရင်ကျွန်တော်ဒီinsulin ထိုးရတယ်လို့ပြောထားပါဟုတ်ကဲ့ပါအကိုကြီး insulin ထိုးတာတော့ကျွန်တော်ပြောချင်တာကတော့အကိုinsulin ထိုးတာတော့ထိုးနေရမှာပဲเนาะနောက်ပြီးသွားလို့ရှိရင်အကိုထပ်ပြီးတော့ကျွန်တော်အကိုနီလန်တစ်ခုလောက်ပြောချင်တာအကိုကအဲ့ဥစ္စာပေါ့နော်အရွက်တွေစားမယ်ဆိုလို့ရှိရင်ဥစ္စာနူးနေအောင်ပေါ့နော်ဣနေအောင်အဲ့လိုမျိုးပေါ့နော်အရွက်တွေအကိုကအစာမကြေတဲ့ပြဿနာရှိတဲ့အတွက်ကိုအကိုကအရွက်တွေကိုနူးအေးနေအောင်လုပ်အသားငါးတွေကိုနူးအေးနေအောင်လုပ်ပြီးသွားလို့ရှိရင်နည်းနည်းချင်းစားပါဘိုက်ဆိုင်စားသလိုနည်းနည်းချင်းပဲစားပေးပါဥစ္စာတော့တရုတ်5ချိန်ဖြစ်ဖြစ်6ချိန်ဖြစ်ဖြစ်ဒါပေမဲ့အကိုကထမင်းကိုတော့တစ်ချိန်ပဲစားပါတော့နေကင်းတစ်ချိန်ပဲစားကြံတဲ့အချိန်တွေကတော့ကိုအတီးရသားငါပဲလေးတွေကိုနူးနူးအီအီလေးနည်းနည်းချင်းစားပေးပါဒါဆိုရင်အစာမကြေတဲ့ပြဿနာမဖြစ်ပါဘူးနောက်ပြီးသွားရင်ကျွန်တော်ခန္ဓာကိုယ်ကအင်ဆူလင်အလုံးမလုံးတော့ဘူးဆိုလို့ရှိရင်ဘလောက်ပဲအလုံးမလုံးပါစေကျွန်တော်ရဲ့လမ်းများရှောက်တာပဲဖြစ်ဖြစ်ကျွန်တော်ခြေတလုံးလေးချက်ငန်းလောက်တာပဲဖြစ်ဖြစ်အရန်ကောင်းပါတယ်ဘာအတွက်ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ခြေတလုံးကဒုတိယအင်ဆူလင်တကြားကိုခြေဖြတ်တဲ့ဆက်လို့ပြောလို့ရတယ်ပေါ့နော်အကယ်လို့ကျွန်တော်မုတ်ချိုကြီးမကောင်းတာပဲဖြစ်ဖြစ်အဲ့ခြေတလုံးရှိနေတဲ့ကာလပတ်လုံးကျွန်တော်တို့ဒီတကြားတက်ကိုခြေဖြတ်နိုင်မှာဖြစ်ပါတယ်လမ်းများရှောက်ပေးပါအနည်းဆုံးတစ်နာရီခွဲလောက်လမ်းလျှောက်ပါအကယ်လို့ကျွန်တော် pancreas အလုံးမလုံးလဲခြေတလုံးကအလုံးလုပ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်လို့အကျိုးတစုံတရာရခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာတစ်ခုပြောခဲ့လို့ရပါတယ်ကျွန်တော်နာမည်ကိုတန်းစင်ဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတွေ့ကြပါမယ်